နာပါတ်နှစ်အချက်ကတော့ကျမတို့တထေးမှာဆိုရင်အတွေ့အကြုံအများကြီးအနှစ်30တိတိရှိခဲ့တယ်ရှင်ဒါတွေမကသေးဘူးအောက်ခြေကနေတကက်ကိုစီမံခန့်ခဲ့တဲ့သူတကက်ကို CEO အဆင့်ထိစူးစမ်းလာတဲ့သူတယောက်လည်းဖြစ်ပါတယ်ရှင်ဒါကြောင့်planရေးဆွဲတဲ့နေရာမှာလည်းအရန်ကိုမှကျွမ်းကျင်တဲ့သူတယောက်လည်းဖြစ်ပါတယ်ဒါတွေမကသေးဘူးကုမ္ပဏီပေါင်းများစွာလည်း plan ရေးဆွဲပြီးတကက်ကိုအောင်မြင်လာတဲ့ခေါင်းဆောင်ကောင်းတယောက်လည်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့ဒီ comment မှာဆိုရင်လအနှဲငယ်နှစ်အနှဲငယ်တော့အတွင်မှာကျမတို့လိုခေါင်းဆောင်များစွာမွေးထုတ်ပေးနိုင်တဲ့အပြင်ရောင်းအားများစွာတိဆောက်လာနိုင်တဲ့သူတူလည်းဖြစ်ပါတယ်ပြီးတော့တခြားကုမ္ပဏီတွေဆိုရင်တနှစ်အတွင်းမှာတားပေါင်းထောင်နဲ့ချီသူကရောင်းအားတိဆောက်နိုင်တဲ့သူတယောက်လည်းဖြစ်ပါတယ်ဒါကြောင့်မောင်နှမတွေအားလုံးလည်းကျမတို့ဒီတထေးကခေါင်းဆောင်ကောင်းပြီးတပြီးရောင်းအားများစွာတိဆောက်နိုင်တဲ့သူတယောက်များလည်းဖြစ်နိုင်တယ်တိဆောက်နိုင်တဲ့သူတူလည်းဖြစ်တဲ့အတွက်ကြောင့်လူတိုင်းကဒီမှာအတွေ့အကြုံမရှိရှိပွားရေးမလုပ်ဘူးတဲ့သူတွေအတွက်အရန်နဲ့မှတစ်တော်ပြီးအားလုံးအောင်မြင်လို့ရတဲ့ဖြစ်တဲ့အတွက်ကျမတို့ခေါ်မော့ကိုရွေးချယ်ရတာဖြစ်ပါတယ်ရှင်